ဟော်မုရေလက်ကြားပြည်လဲဖွင့်လေနိုင်ရေးတရုတ်ကို Trump အကူအညီတောင်းလိုက်ပါတယ်။ကမ္ဘာရေနံဈေးကွက်ကိုကယ်တင်ဖို့သမ္မတ Donald Trump ကတရုတ်နိုင်ငံကိုအကူအညီတောင်းလိုက်ပါတယ်ဗျာ။ဟော်မုရေလက်ကြားပြန်ဖွင့်နိုင်ရေးအတွက်တရုတ်ကမကူညီဘူးဆိုရင်စီမံထားတဲ့ဘီဂျင်းခီးစဉ်ကိုတော့ရွှေ့ဆိုင်းသွားမယ်လို့ဆိုပါတယ်။ Trump က Financial Times နဲ့အင်တာဗျူးမှာမတ်လကုန်မှာတွားရောက်ဖို့ရှိတဲ့တရုတ်ခီးစဉ်မတိုင်ခင်ရေလက်ကြားပိတ်ဆို့မှုကိုတရုတ်ကကူညီဖြည့်ရှင်းပေးဖို့မျှော်လင့်လေလို့ပြောလိုက်တာပါ။တရုတ်ဟာသူတို့ရဲ့ရေနံ90%ကိုဒီလမ်းကြောင်းကရနေတာမို့ဒါဟာတရုတ်ရဲ့အကျိုးစီးပွားအတွက်လည်းဖြစ်တယ်လို့ Trump က Air Force One လေယာဉ်ပေါ်မှာထပ်လောင်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့တကယ်အချက်အလက်တွေက Trump ပြောသလောက်အထိနာမဲ့ပုံမပေါ်ပါဘူး။လေ့လာမှုတွေကဟော်မုရေလက်ကြားကလာတဲ့ရေနံဟာတရုတ်စွမ်းအင်သုံးစွဲမှုရဲ့6.6%ပဲရှိပါတော့တယ်။တရုတ်ဟာပြီးခဲ့တဲ့နှစ်အတွင်းစွမ်းအင်လမ်းကြောင်းတွေကိုပြောင်းလဲခဲ့တယ်လို့စွမ်းအင်တိုးလောင်းမှုတွေကိုလည်းအကြီးအကျယ်တိစောက်ထားလို့ဒီဒဏ်ကိုခံနိုင်ရရှိနေတာပါ။ဂျိုရက်ထပုံတွေကလည်းအီရန်ဟာတရုတ်နိုင်ငံကိုရေနံစည်းတွေလွတ်ရွတ်ဆက်လက်တင်ပို့နေတယ်လို့သိရပါတယ်။ Trump ကတော့ကမ္ဘာရေနံ9ပုံတပုံဖြတ်တန်းရဒီလမ်းကြောင်းကိုဖွင့်နိုင်ဖို့ဥရောပနဲ့အာရှနိုင်ငံတွေကိုပါဝိုင်းဝန်းကူညီဖို့မြစ်တာရက်ခန့်နေရပါတယ်။အရာကြီးနှစ်နိုင်ငံရဲ့ဒီကစားပွဲမှာဘသူကအသာစီးရသွားမလဲမိတ်ဆွေတို့ဘယ်လိုမြင်ကြလဲကွန်မန့်မှာပြောခဲ့ကြပါဦး။